Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Cam Vlog မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုကမ္ဘာအံ့ဩဖွယ်ရာကောင်းတဲ့ဒီတုကလက်ရတစ်ခုစီကိုခေါ်ဆောင်သွားပေးပါမယ်ဖြစ်ပါတယ်အာဖရိကရဲ့နှလုံးသားမာလီနိုင်ငံဂျန်နီမြို့မှာတည်ရှိနေတဲ့ကမ္ဘာအကြီးဆုံးရွှံမလီကြီး The Great Mosque of Janneh အကြောင်းပဲဖြစ်ပါတယ်မြင်လိုက်တာနဲ့မယုံနိုင်စရာကောင်းလောက်အောင်ထူးခြားပြီးတော့အဲ့ဗလီကြီးမှာဘလို့လျှို့ဝှက်ချက်တွေကင်းအောင်နေလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်ဂျန်နီဗလီကြီးရဲ့ဘိသုကာနဲ့တိဆောက်ပုံတွေအကြောင်းကိုကျွန်တော်ကမရှင်းပြခင်မှာသူ့ရဲ့သမိုင်းအကြောင်းလေးကိုတော့နည်းနည်းလောက်ပြပြချင်ပါတယ်ဒီဂျန်နီဗလီကြီးရဲ့မူလဗလီဟာဆိုလို့ရှိရင်ဒီ73ရာစုအစောပိုင်းလောက်မှာစတင်တည်ထောင်ခဲ့ရလို့ယုံကြည်လို့ရပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဂျန်နီမြို့ဟာလည်းတောင်အာဖရိကရဲ့အစ္စလမ်ဘာသာရေးနဲ့ကုန်သွယ်ရေးအချက်ချာကျတဲ့မြို့လည်းဖြစ်ခဲ့ပါသေးတယ်19ရာစုအစောပိုင်းမှာဆိုရင်တော့စစ်ပွဲတန်းကြောင့်ဒီမူလဗလီကြီးကပျက်စီးဆုံးရှုံးခဲ့ရတာပေါ့နော်ဒါပေမဲ့1909ခုနှစ်မှာဒီပြင်သစ်ကိုလိုနီအစိုးရနဲ့မူလဒေသခံဘိသုကပညာရှင် Ismaila Traoré တို့ကပူးပေါင်းပြီးတော့ဒီဗလီကြီးကိုမူလဗလီရဲ့ပုံစံကိုညှိနှိုင်းပြီးတော့ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြပါတယ်။ကဲခုအားဆိုလို့ရှိရင်ဘိသုကနဲ့တည်ဆောက်ပုံအကြောင်းကိုပြပြပါမယ်။ဒီဗလီကြီးရဲ့ပထမဆုံးနဲ့ထူးခြားဆုံးအချက်ကတော့ရွှွန့်နဲ့တည်ဆောက်ထားရပဲဖြစ်ပါတယ်။ကျောက်တွေ၊တန်တွေကွန်ကရစ်တွေတခုမှမသုံးရဘဲနဲ့ပေါ့နော်ရွှွန့်အုပ်တွေတစ်သားတွေဒါပဲသုံးရပြီးတော့တိဆောက်ထားဖြစ်ပါတယ်ဒါပေမဲ့ရိုးရိုးရွှွန့်အုပ်တွေမဟုတ်ပါဘူးဂျန်နီမြို့ရဲ့အပူချိန်ကိုခံနိုင်အောင်အထူးထုတ်လုပ်ထားတဲ့ Faray လို့ခေါ်တဲ့ဒီနေဟန်းရွှွန့်အုပ်တွေပဲဖြစ်ပါတယ်ဗလီကြီးရဲ့နေရန်အထူဟာဆိုလို့ရှိရင်40 cm နဲ့60 cm ထိရှိပါတယ်လက်မနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ16လက်မကနေ24လက်မထိရှိပါတယ်ဒီလိုနေရန်ထုအထူကြီးတွေတုံးထားတာအတွက်ကြောင့်မလို့ဒီရွှွန့်မလီကြီးရဲ့အတွင်းထဲမှာဆိုလို့ရှိရင်အေးမြလို့နေပါသေးတယ်ဒါဟာအပူချိန်မြင့်မားတဲ့ဒေသတွေအတွက်အကောင်းဆုံးဘိသုကာနည်းပညာတရက်လည်းပါတယ်ဂျန်နီဗလီကြီးဟာဆိုလို့ရှိရင်ဆူဒန်နိုဆာဟီလီယမ်လို့ခေါ်တဲ့ဘိသုကာပုံစံမှာအထင်ရှားဆုံးပြရုပ်တစ်ခုဖြစ်ပါသေးတယ်သူ့မှာမျှော်စင်၃ခုပါပြီးတော့ဒီထိတ်မှာလည်းကလန်အုပ်ဥဒရံပေါ့နော်အစင်တစားကိုတက်ဆက်ထားပါသေးတယ်အစ္စလမ်ဘာသာမှာဆိုလို့ရှိရင်အဲ့ဒီပုံစံလေးကတန့်ရှင်းမှုနဲ့မျိုးပွားမှုကိုကိုစားပြုရလို့ယုံကြည်ထားပါတယ်။နောက်ထပ်ထူးခြားချက်ကတော့ဒီဗလီနေရန်ပေါ်မှာထွက်နေတဲ့တကိုင်းသေးလေးတွေပဲဖြစ်ပါတယ်။အဲ့ဒီတကိုင်းသေးလေးတွေကိုကြတော့ Torrens လို့ခေါ်ပြီးတော့ဒီ Torrens လေးတွေကဒီဗလီကြီးကိုပြုပြင်ထိန်းသိမ်းတဲ့အခါမှာလေကတဲ့အနေနဲ့လည်းသူတို့အသုံးပြုကြပါသေးတယ်။ဒီဇိုင်းပိုင်းအရလည်းထူးခြားလှပတဲ့ဒီဇိုင်းဖြစ်ပါတယ်။နောက်ဒီဗလီကြီးကိုနှစ်စဉ်ပြုပြင်ထိန်းသိမ်းတဲ့ပွဲတော်ဆိုတာလည်းရှိပါသေးတယ်။အဲ့ဒီပွဲတော်ကြတော့သူတို့တွေက Creepy Sage လို့ခေါ်ပါတယ်။ဒီ Creepy Sage ပွဲတော်ကြီးကိုမိုးရသည့်အကုန်လောက်မှာစတင်ကျင်းပလေရှိပြီးတော့လူကြီးလူငယ်မရွေးတစ်မျိုးလုံးနှီးပါးကအသက်တရောပါဝင်ကူညီတတ်ကြပါသေးတယ်။ဒီပွဲတော်ကြီးမှာဆိုလို့ရှိရင်အမျိုးသားတွေကရွှွန့်တွေကိုရောဆက်ပြီးတော့ဗလီနေရန်ပေါ်ကိုတက်ရောက်လေ့ကျင့်ကြပါတယ်။အမျိုးသမီးတွေကကြတော့ရေခတ်ပေးပြီးတော့ကလေးငယ်တွေကရွှွန့်တွေကိုပူတိုင်ပေးတတ်ကြပါတယ်။ဒီဟာကပွဲလမ်းသမင်တစ်ခုလိုကျင်းပတဲ့အခါမှာဆိုလို့ရှိရင်တော့ဂီတအသံတူရိယာတန်နေနဲ့လည်းဒီပွဲတော်ကြီးကပြည့်နှက်နေတတ်ပါသေးတယ်။သူ့ရဲ့ထူးခြားတဲ့ပေါ့နော်ဘိသုကာသမိုင်းနဲ့လူမှုအတိုင်းဝိုင်းရဲ့ပြည်ပြင်ထိန်းသိမ်းမှုတွေကြောင့်ဒီဂျန်နီဗလီကြီးဟာဆိုလို့ရှိရင်1988ခုနှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်နေရာတစ်ခုအဖြစ်လဲသတ်မှတ်ခြင်းခံခဲ့ရပါသေးတယ်။ကဲခုလောက်ဆိုလို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတွေလည်းဒီဂျန်နီဗလီကြီးရဲ့အမှုပညာသမိုင်းနဲ့ဘိသုကာလက်ရာတွေအကြောင်းကိုတော့သိလောက်ပြီလို့ထင်ပါတယ်မိတ်ဆွေတို့ကဘယ်နေရာတွေကိုသွားပြီးတော့လည်ပတ်ချင်ပါသေးလဲကျွန်တော်ရဲ့ comment section အောက်မှာဝင်ပြီးတော့ရေးဝပေးလို့ရပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ် stay tuned see you in the next video bye bye